ဒီဖရာသာသနာကိုစီကတ်တယ်ဆိုတာဟာအရိယာဖြစ်ခြင်းကိုစီကတ်တာဟုတ်ပြီဒါလို့ဆိုရင်နောက်ထပ်တရားတစ်ခွက်ကိုဆက်ပြီးတော့တွားလိုက်အောင်မယ်နော်ဟုတ်ပြီအရိယာဖြစ်ဖို့ရန်အတွက်ဘာလုပ်မလဲအရိယာဖြစ်ဖို့အတွက်ဘာလုပ်မလဲလို့ဆိုတဲ့အခါကျတော့အရိယာဖြစ်ဖို့ရန်အတွက်အရိယာမဂ်ခင်ဆိုတဲ့ဟာကိုဘုန်းတော်ပွားရမယ်လို့ပြောကြတယ်နော်တရားကျင့်ရမယ်ပေါ့နော်တရားကျင့်တယ်ဆိုတော့ဘယ်လိုကျင့်မလဲရိတ်တာသွားကျင့်မှာဆိုရိတ်တာတော့သွားမကျင့်လိုက်နဲ့လို့ဘယ်လိုပြောရမှာပေါ့နော်ဒါရိတ်တာမကျင့်ဘာကျင့်ရမှာတော့မေးလို့ရှိရင်ဆိုကြပါစို့ကိုတရားသိပြီးသားရှိတယ်အဲ့ဒါဘာလဲလို့ဆိုရင်တော့လူတယောက်ကလူတယောက်အသက်ကိုမတတ်ကောင်းဘူးဒါသိတာပဲမဟုတ်လားနော်လူတယောက်ကလူတယောက်ရဲ့ပစ္စည်းဥစ္စာကိုသူမပေးဘဲနဲ့မယူကောင်းဘူးဟုတ်ပါတော့ဒါလူတယောက်ကလူတယောက်ကိုလိန်နာလှဲ့တာတွေမလုပ်ကောင်းဘူးဟုတ်ပါတော့လူတယောက်ကလူတယောက်ကိုကာမဂုဏ်မှားတာလို့ဘာလို့ဆိုတာတွေကိုမလုပ်ကောင်းဘူးအဲ့လိုပေါ့နော်ဆိုကြပါစို့လူတယောက်ကလူတယောက်ကိုကျင့်ဝတ်သိက္ခာကိုမသိနိုင်တော့အောင်ထိတောက်တာစားတာမူးယူတာကိုမလုပ်ကောင်းဘူးပေါ့မူးယူအောင်မလုပ်ကောင်းဘူးပေါ့နော်ဘာလို့လဲဆိုလုံးလိုက်လို့ရှိရင်မူးယူသွားပြီဆိုရင်မသိတော့ဘူးမသိဘူးဆိုရင်တော့လူလည်းပဲလူလို့မထင်ဖြစ်ပြီးဒီကလာကိုလှုပ်ချင်တာတွေလုပ်ကိုကြတာပါလို့ငှားကုန်မလားအချက်ကလေးဒီ9ချက်ပဲပြောကြပါတော့နော်ပါဏာတိပါဒဝေရမဏိသူ့တက်တာချင်းရှောင်းပါ၏အရိဏဒါနာဝေရမဏိသူ့ဥစ္စာခိုးခြင်းရှောင်းပါ၏ကာမေတုမိစ္ဆာဇာရာဝေရမဏိလူတယောက်ကလူတယောက်ပေါ်မှာကာမဂုဏ်မှားတာကိုရှောင်ကျင်ပါ၏နောက်တစ်ခါမုဒ္ဒဝါဒဝေရမဏိလူတယောက်ကလူတယောက်ကိုလိန်နာလှဲ့တာပတ်တာတွေမလုပ်ကောင်းဘူးပေါ့နော်ဒါအဲ့ဒါကိုရှောင်ကျင်ပါ၏ပေါ့တရားတွေဒါတွေပဲမဟုတ်လားနော်ဒါလူတရားတွေအဲ့ဒီတရားတွေကအဲ့ဒါကိုဂရုဓမ္မလို့ခေါ်တယ်နော်ဂရုဓမ္မဆိုတာဂရုဆိုတာလေးတာပဲဓမ္မဆိုတာတရားပေါ့နော်ပြောလို့ဆိုရင်တော့လူရဲ့လေးနဲ့တဲ့တရား၅ပါးပေါ့နော်လူရဲ့လေးနဲ့တဲ့တရား၅ပါးဆိုတာလေဒီ၅ပါးလေးရှိတာပါဒီ၅ပါးရှောင်လိုက်လို့ရှိရင်ပြောလို့ဆိုရင်တော့အစဆုံးအရိယာတော့ဖြစ်ပြီလို့ပြောကြပါပဲနော်ဒီ၅ပါးကိုလေးကျင့်ရမှာဟုတ်နော်သူ့အသက်တတ်တာကိုရှောင်မယ်သူ့ဥစ္စာခိုးတာကိုရှောင်မယ်အဲ့လိုသူ့လိန်တာကိုရှောင်မယ်သူ့အာယု၅ပါးကိုမှားယွင်းတာကိုရှောင်မယ်သူ့ကိုသူလို့သိနေတဲ့အဲ့ဒီမလုကောင်းတာကိုမလုကောင်းတာကိုသိနေတဲ့အဖြစ်ကမေ့သွားတဲ့မေ့သွားအောင်လုပ်တဲ့မူးတာယူတာကိုရှောင်မယ်ဒါဘူးပေါ့နော်ဒါလေးနားဘူးကတော့ပြင်သိမခက်ဘူးဗျာနော်ရှောင်မယ်ဟုတ်ကျိုးဟိုးမိတာပေါ့ဒီဂရုဓမ္မလို့ဆိုရဲအချက်ကလေး၅ချက်ကသူမိတိပိတာရှိတယ်နော်တိပိတာပါနော်ဝိဟလတို့ဆိုတိတ်တိပိတာဒါလေး၅ခုကတိတ်မရှောင်ဘူးဟုတ်နော်တကယ်တော့ဒါတိတ်ဂယုထားဘယ်လောက်ဒီဂယုထားမှာလဲလို့ဆိုလို့ရှိရင်ကိုလူလုံးမယ်လူလောကထဲမှာလူဖြစ်နေယက်တည်နေဦးမယ်ဆိုရင်ဟောဒီ၅ချက်ကတော့ရှောင်ပါမရှောင်ရင်ကိုယ်လူတွေကလူမမှတ်ဘူးဖြစ်လိမ့်မယ်ဟုတ်နော်လူမမှတ်ဘူးဖြစ်လိမ့်မယ်ဆိုလူလို့မထင်ဘူးလူလို့မထင်တဲ့သူဖြစ်လိမ့်မယ်ဒီ၅ချက်တည်းကတစ်ချက်ကလေးဖြစ်ပြက်ကွက်ရင်ပေါ့နော်အဲ့တော့ဒီ၅ချက်ကအကုသိုလ်တွေကိုရှောင်တာမလုကောင်းတဲ့ဟာတွေကိုရှောင်တာပဲပေါ့နော်အဲ့မလုကောင်းတာရှောင်တာကအရိယာရဲ့အစပဲဗျအရိယာအစမလုကောင်းတာရှောင်တာကပဲမလုကောင်းတာမရှောင်ဘူးလို့ဆိုလို့ရှိရင်အရိယာကတော့ဖြစ်ကုန်မဖြစ်တော့ဘူးသူပြောကြတယ်နော်အဲ့ဒီမလုကောင်းတာရှောင်တာကိုစကျင့်ပြီလို့ဆိုလို့ရှိရင်ကျင့်တဲ့အတွက်သူမလုကောင်းတာကတော့ဖြစ်လွတ်သွားပြီမလုကောင်းတာတွေရှောင်တာကိုတော့ဖြစ်သူတကယ်လွတ်သွားပြီလို့ဆိုလို့ရှိရင်သူစပြီးအရိယာဖြစ်ပါအရိယာမြန်တခြားကြီးလို့မအောင်မင်းနဲ့တော့တကယ်ဟုတ်နော်အဲ့တော့ဒီမလုကောင်းတဲ့အချက်၅ချက်ကလေးကိုရှောင်တာပဲဒီအချက်၅ချက်ကလည်းပဲသီလယူဖို့ပါတယ်နော်ဆယ်ကမကအခါတရားမကသီလယူဖို့မထင်ပါတယ်နော်ယူဖို့ပဲမလို့လည်းပဲ
အဲ့ဒါကိုသူ့တက်တက်ချင်းမှရှောင်ကျင်ပါ၏လို့ဆိုပေမဲ့လည်းတကယ်ရှောင်တာမဟုတ်ဘူးဗျသူ့ဥစ္စာခိုးခြင်းမှရှောင်ကျင်ပါ၏လို့ဆိုပေမဲ့လည်းတကယ်ရှောင်တာမဟုတ်ဘူးဗျပြောမစင်တော့တကယ်တမ်းဒီကျူးလွန်ဖို့ရန်အတွက်အခြေအနေပေးလာရင်ကျူးလွန်မိမှာပဲဗျဟုတ်နော်ကျူးလွန်မိမှာပဲလို့ဆိုတော့တကယ်မရှောင်ဘူးလို့ပြောကြတယ်တကယ်တော့တကယ်မကျင့်လို့ဒီလိုပြောမှာပေါ့နော်တကယ်မကျင့်တော့အဲ့ဒီတီလာကိုဖြစ်မသွားခုနကားမောင်းတာကိုတကယ်ကျင့်လိုက်တော့ကားမောင်းတတ်တာကဥရင်းလက်ဖြစ်သွားတယ်လို့ဆက်ချုပ်တာကိုတကယ်လေ့ကျင့်လိုက်တဲ့အခါကျတော့ဆက်ချုပ်တတ်တာကသမီးဖြစ်သွားတယ်လို့ဒီအချက်၅ချက်ကကိုဖြစ်သွားမှာဗျခုကိုဖြစ်မသွားဘူးလို့ပြောကြလို့ဘာဖြစ်လို့ပြောကြစို့လို့ပြောရတာလဲဆိုရှင်ကဲသမီးတကယ်လို့တတ်လောက်တဲ့အဖြစ်ကိုရောက်လာပြီဆိုရင်သမီးတို့ကိုနှိမ့်ဆက်တဲ့လူတွေလာနေပြီအဲ့ဒီလူတွေကသမီးတို့ကိုနှိမ့်ဆက်မယ်တခါလဲလက်ဖြတ်မယ်ခြေထောက်ဖြတ်မယ်နဲ့သူတို့လုပ်တယ်ဆိုရင်တကယ်လို့သာသမီးကနေပြီးတော့နိုင်မယ်ဆိုရင်အဲ့ဒီလူကိုတတ်ပြလိုက်မှာမဟုတ်လားဟုတ်လားနော်ကိုကနိုင်မယ်ဆိုရင်ပေါ့နော်မနိုင်ဘူးဆိုရင်တော့ရှုပ်ပေးရမှာပေါ့နော်နိုင်ရင်ကတော့ကိုတော့အသေးခံဘူးဗျကိုလည်းအနာမခံတော့ဘူးဗျနော်ကိုကနိုင်လို့ရှိရင်တော့အဲ့လူကိုတတ်ပြလိုက်ပါပဲအဲ့ဒါဘာဖြစ်လို့လဲလို့မေးလို့ရှိရင်ကိုကအဲ့ဒီဒီလာပေါ်မှာမရှိနေလို့ဒီလိုပဲပြောရမှာပဲဟုတ်လားမတတ်ဘူးလို့မဟုတ်ဘူးမတတ်သေးဘူးလို့ပဲပြောမှာပေါ့နော်မတတ်တော့ဘူးလို့တော့မဟုတ်ဘူးမတတ်သေးဘူးပေါ့နော်အဲ့လိုပဲအခုဆိုရင်လဲသမီးတို့ခိုးကြမှာခိုးမယ်မခိုးသေးဘူးလို့ပြောရမှာဗျမခိုးတော့ဘူးလို့တော့ပြောရဘူးဒီတဲ့များအခြေအနေကြီးကဆိုးလာလို့ရှိလို့ရှိရင်အဲ့လိုပဲသူတို့မပေးပေမဲ့လည်းယူရမယ့်အဖြစ်မျိုးလောက်ရောက်လာတယ်ဆိုရင်ယူမိမှာပဲဗျာနော်ကိုကလည်းပဲအခက်ခဲကြုံနေတယ်လို့ဆိုလို့ရှိရင်အဲ့တော့မခိုးဘူးလို့တော့ပြောလို့မရှိဘူးမခိုးသေးဘူးလို့ပဲပြောမှာပေါ့နော်မခိုးတော့ဘူးလို့တော့ပြောလို့မရှိဘူးအဲ့လိုပဲမလိမ်ဘူးလို့ဆိုတာလည်းပဲမလိမ်ဘူးလို့ပြောလို့မရှိဘူးမလိမ်သေးဘူးလို့ပြောမှာပေါ့နော်မလိမ်တော့ဘူးလို့တော့မပြောနိုင်သေးဘူးလို့ဒီလိုပြောမှာပေါ့နော်အာယု၅ပါးတွေလိုက်စားလွန်ကျူးတယ်ဆိုတာလည်းပဲမကျူးသေးဘူးလို့ဒီလိုပြောမှာပေါ့နော်မကျူးတော့ဘူးလို့တော့ပြောလို့မဖြစ်ဘူးလို့ပြောကြတယ်နော်ဘာနဲ့အာမခံပါလဲမကျူးတော့ဘူးလို့ဆိုတာနော်အဲ့လိုပဲမတတ်တော့ဘူးလို့မခိုးတော့ဘူးလို့အာယုမကျူးတော့ဘူးလို့မလိမ်တော့ဘူးလို့ဆိုတာမပြောနိုင်ပြောနိုင်မှာဘာဖြစ်လဲလိမ်ကိုမလိမ်ကျင်တော့ဘူးတတ်ကိုမတတ်ကျင်တော့ဘူးခိုးကိုမခိုးကျင်တော့ဘူးဟုတ်တော့အဲ့လိုမျိုးလို့ချင်းကုန်သွားရင်တော့အဲ့ဒါဆိုတော့သူမတတ်တော့ဘူးမခိုးတော့ဘူးလို့ပြောရမှာပေါ့နော်သူကမတတ်ချင်တော့တာလို့မဟုတ်ဘူးမခိုးချင်တော့တာလို့လည်းမဟုတ်ဘူးအာယု၅ပါးလည်းလိုက်သားလွန်ကျူးရလို့မလုတ်ချင်တော့တာလို့မဟုတ်ဘူးမလိမ်ချင်တော့တာလို့မဟုတ်ဘူးမလိမ်သေးဘူးမခိုးသေးဘူးမတတ်သေးဘူးဒီလိုပဲပြောရမှာပဲမဟုတ်လားနော်ချင်တာလုတ်ချင်တာကတော့ရှိနေသေးတယ်လုတ်ချင်တာရှိနေသေးပေမဲ့လည်းပဲမလုတ်သေးဘူးမလုတ်တော့ဘူးလို့မဟုတ်ဘူးမလုတ်သေးဘူးမလုတ်ဘူးပေါ့နော်လုတ်တော့လုတ်ချင်နေတယ်လုတ်ခွင့်ကြုံရင်တကယ်လို့လုံးမဖြစ်မယ်လို့ဆိုရင်လုတ်ချင်တယ်ဒါပေမဲ့မလုတ်သေးဘူးမလုတ်ခွင့်မကြုံသေးတဲ့အတွက်မလုတ်ဘူးအဲ့လိုဖြစ်နေတယ်ဗျာဒါတကယ်မလေ့ကျင့်ထားလို့ပြောရမှာပေါ့နော်တကယ်လေ့ကျင့်လိုက်ရင်ကုန်သွားမှာဗျာဟုတ်နော်လုတ်ချင်တယ်ဆိုတာကိုကုန်သွားမှာအဲ့လိုမျိုးလို့ဖြစ်တဲ့အတွက်အရိယာဖြစ်အောင်အတွက်ပထမဆုံးလုပ်ရမှာတော့ဒီငါးခုကိုယ်ကရှောင်ကျင်တဲ့အလေးကျင့်မလုပ်အောင်ပါဗျာနော်ဒါလေးငါးခုရှောင်ကျင်တာကတော့မိဘနဲ့လည်းမဆန်းကျင်ပါဘူးဆွေမျိုးတွေနဲ့လည်းမဆန်းကျင်ပါဘူးဟုတ်နော်ဆရာသမားတွေနဲ့လည်းမဆန်းကျင်ပါဘူးဘယ်သူနဲ့မှမဆန်းကျင်ပါဘူးဒီဟာကိုတော့ပြန်လူတိုင်းကြိုက်ပါတယ်နော်အဲ့တော့ဒါကိုကိုကနေပြီးတော့ရှောင်ကျင်ရမယ်အဲ့ဒါတမီးကလည်းပဲအခုဘုန်းတို့နဲ့တွေ့တဲ့အခါမှာဟာတို့ဒါကိုပိပိတတာရှောင်ကျင်တဲ့အလေးကျင့်ကိုလုံးပါလို့ပြောတယ်လို့တမ
သမီးနာယူသွားပါလို့သူပြောအောင်ပါနော်ဟုတ်ပြီဒါကိုတို့ရှောင်ကျင်မယ်ရှောင်ကျင်တယ်ဆိုတော့အလေးကိုလောက်တော့လေ့ကျင့်မယ်ပေါ့နော်ရှောင်ကျင်တာကိုတို့လေ့ကျင့်မယ်သမီးအချုပ်တာကိုလေ့ကျင့်တာလို့လေ့ကျင့်ခဲ့တာလို့ပေါ့နော်လေ့ကျင့်ခဲ့တော့ချုပ်တတ်သွားတာပဲဟုတ်လားအဲ့ဒါလည်းခုလည်းပဲလေ့ကျင့်ဒီဟာကိုလေ့ကျင့်လိုက်ရင်ဒါကိုသမီးတတ်သွားမှာလို့ပြောကြတော့အဲ့လေ့ကျင့်တဲ့အခါမှာနည်းနည်းပြုစုစရာလေးတော့ရှိတယ်ဥပမာတစ်ပင်စိုက်တာလို့ပေါ့တစ်ပင်စိုက်တယ်ဆိုလို့ရှိရင်တစ်ပင်လေးတစ်ပင်စိုက်လိုက်လို့ရှိရင်မြေကြီးကိုတူးဆပြီးခလာဒီတစ်ပင်လေးကိုစိုက်ထားလိုက်လို့လည်းမပြီးဘူးဗျဘာလို့လဲဆိုတော့ရေလည်းငတ်ချင်ငတ်မှာပဲလေကိုစိုက်တဲ့တစ်ပင်လေးကိုရှင်အောင်အတွက်ဆိုလို့ရှိရင်ရေလည်းလောင်းပေးရလိမ့်မယ်နောက်တစ်ခါမြေစီဩဇာမရှိလို့ရှိရင်လည်းမြေစီဩဇာလည်းကျွေးရလိမ့်မယ်ဗျာနော်နောက်တစ်ခါပိုးတွေပါကြီးကြာနေတယ်ဆိုရင်လည်းပဲမြေစီဩဇာစားရပေမဲ့လည်းသူသေးမှာပဲဗျာနော်ရေတောက်ရပေမဲ့လည်းပိုးကြရင်လည်းသူသေးမှာပဲဗျာဒါအဲ့တော့ပိုးတွေပါကြီးလည်းပဲရှင်းလင်းပြီးပေးရလိမ့်မယ်ဗျာနော်အဲ့တော့ပြောမယ်ဆိုရင်အခုလည်းပဲဒီလာကလေးကိုကနေပြီးတော့ကိုယ်စီမှာရှင်းတန်ပြီးတော့ကြီးထွားလာအောင်အဲ့ဒီဒီလာခုနမတတ်ဘူးမခိုးဘူးအာယုမကျူးမလိမ်ဘူးအဲ့လိုပဲဒါတွေကိုမေ့လျော့လောက်အောင်အထိမူရတာမျိုးမလုပ်ဘူးဒါလေး၅ခုပဲဟုတ်လားဒါလေး၅ခုက तू ကဒီတိုင်းတိုင်းနေရမှာမဟုတ်ဘူးဒါလေး၅ခုကအခုမလုပ်တော့မလုပ်ဘူးမလုပ်ပေမဲ့လည်းလှုပ်ချင်စိတ်မကုန်ဟုတ်တော့လှုပ်ချင်စိတ်ကုန်တော့လို့တယ်ဗျလှုပ်ချင်စိတ်ကုန်တော့ဆိုတာဒီမတတ်ဘူးလို့ဆိုတဲ့ဟာကိုတတ်ချင်စိတ်ကုန်တော့ဆိုတာလေ့ကျင့်ရလိမ့်မယ်ဟုတ်တော့တတ်ချင်စိတ်ကုန်တော့လေ့ကျင့်ရလိမ့်မယ်ခုမခိုးချင်စိတ်ကုန်တော့လေ့ကျင့်ရလိမ့်မယ်မလိမ်ဘူးခုဒါပေမဲ့လိမ်ချင်စိတ်ကကုန်လိမ်ချင်စိတ်ပါကုန်တော့လေ့ကျင့်ရလိမ့်မယ်ခုနလေ့ကျင့်တယ်မတတ်တာတော့မခိုးတာတော့မလိမ်တာတော့အာယုမကျူးတာတော့မမူးတာတော့ပေါ့နော်ဒီချက်ကလေး၅ချက်ကိုကလေ့ကျင့်ရမယ်အဲ့လေ့ကျင့်တဲ့အခါမှာဘာလို့အောင်လဲဆိုတော့နံပါတ်1ဝိရိယထားပြီးတော့လေ့ကျင့်ရမယ်ဟုတ်နော်ဘယ်လိုဝိရိယထားမလဲလို့ဆိုလို့ရှိရင်ကိုမလိမ်ဘူးလို့ဆိုပေမဲ့လိမ်မှပဲဒီပြဿနာကတော့ပြီးမှပဲလို့ထင်ရစရာလေးတွေလည်းတချို့ကြုံတတ်တယ်မို့လားကြုံရတယ်ဆိုအကြောင်းလေးဆိုတော့လိန်လိုက်တယ်ဆိုတော့နော်လိန်လိုက်တာလိန်တာလိန်လိုက်ရတယ်ငါနဲ့စိတ်မကောင်းလိုက်တာလို့ဖြစ်ရလိမ့်မယ်ဗျာနော်အဲ့တော့ဒီလိန်တာကြီးကိုနောက်ဆိုရင်တော့ငါလိန်တော့ပြီဆုံးဖြတ်ဟုတ်တော့တကယ်လို့မှလိန်လိုက်ရတယ်လို့ဆိုလို့ရှိရင်ကိုကမလိန်တာကိုလေ့ကျင့်နေတာနော်မလိန်တာကိုလေ့ကျင့်နေပါလေနဲ့လိန်လိုက်ရတယ်လို့ဆိုလို့ရှိရင်ဒါစိတ်တော့မကောင်းတော့စိတ်မကောင်းဘူးဆိုရင်မလုပ်အောင်လဲဆိုရင်ဒါအခုလိန်လိုက်တာတော့ငါထားတော့ဘယ်တော့မှနောက်တာမျိုးမလိန်ဘူးဆုံးဖြတ်မယ်နော်အဲ့ဒါလုံးလာထုတ်တာလို့ခေါ်တယ်နော်တရားအားထုတ်တာပေါ့နော်မလိန်တာတရားတယ်မဟုတ်လားလိန်တာမတရားဘူးမလိန်တာတရားတယ်လို့ဆိုလို့ရှိရင်အဲ့ဒီတရားအောင်အတွက်အားထုတ်လိုက်တာဖြစ်တဲ့အတွက်အဲ့ဒါကိုတရားအားထုတ်တာလို့ဒီလိုပြောရမယ်နော်ဆိုကြပါစို့မတတ်တဲ့ဘူးလို့ဆိုတာသိပေမဲ့တကယ်လို့များအေးကြုံလာရင်လည်းကိုယ်တတ်မိမှာပဲဗျာတတ်မိတယ်လို့ဆိုတာဘာလို့လဲဆိုကိုယ်တတ်ချင်တဲ့စိတ်ကိုနှုတ်မပြစ်သေးတဲ့အတွက်တတ်မိတာဗျာနော်ဒါတတ်ချင်တဲ့စိတ်ကိုနှုတ်ပြနိုင်အောင်အတွက်ဒါကိုကနေပြီးလေ့ကျင့်ရလိမ့်မယ်ဘာလေ့ကျင့်ရမှာလဲဆိုတော့တတ်တာကိုပဲလေ့ကျင့်ရမှာမတတ်ဘူးဆိုတဲ့ထဲကနေပြီးတော့တကယ်လို့မှတတ်လောက်တဲ့အခွင့်အလမ်းတစ်ခုကြုံလာရင်တတ်မိမှာနော်တတ်မိအောင်တော့တောင်မှလဲဒါမျိုးနောက်ထပ်ဒီခွင့်အလမ်းမျိုးမရောက်အောင်လို့လေ့ကျင့်ဒါလုံးလာထုတ်တာနော်အားထုတ်တာအဲလုံးလာနဲ့ကိုကနေပြီးတော့ဒီမတတ်ဘူးလို့ဆိုတာတွေရောမလိမ်ဘူးလို့ဆိုတာတွေတော့ပံ့ပိုးရတယ်ဒီတိုင်းလေးတိုင်းမတတ်တာလေးတာမန်ငါလေးတိုင်းမထားဘူးမလိန်တာလေးတာမန်ငါလေးတိုင်းမထားဘူးမခိုးတာလေးတာမန်ငါလေးတိုင်းမထားဘူးငါမခိုးပြီးတာပဲမလိန်ပြီးတာပဲမတတ်ပြီးတာပဲလို့မဟုတ်ပါဘူးဟောဒီမတတ်တာမခိုးတာမလိန်တာကို
အဲ့လိုမျိုးလို့ထားတဲ့ထဲမှာတခါတည်းကျူးလို့မရဖြစ်ထပ်ပြီးတော့ဖြောက်ပြမယ်ဖြောက်ပြမယ်ဆိုတာပြန်ပြီးတော့မတတ်တာကိုစောင့်တည်ပါ යි မခိုးတာကိုစောင့်တည်မယ်မလိန်တာကိုစောင့်တည်မယ်ဆိုအဲ့လိုမျိုးလို့လုပ်တာဝိရိယနဲ့အဲ့ဒီတရားကိုပေါ့နော်ပံ့ပိုးလိုက်တာလို့ဒီလိုမျိုးလို့ပြောရမှာပေါ့နော်မကျင်ဘူးနော်အဲ့လိုမျိုးဟိုလိုက်နော်မကျင်ရမယ်ပဲဒါနော်အဲ့လိုမျိုးလို့ဝိရိယနဲ့ပြည့်ရင်ပြင်းတယ်ကောင်းနေတယ်ဆိုရင်ကောင်းဆက်ကောင်းကွာနေလို့လုပ်နေတယ်ဒါဝိရိယပဲဗျာနော်အဲ့ဒါလို့ကိုယ့်ရဲ့ခုနဒီကရုဓမ္မလေးကိုလေ့ကျင့်တဲ့အခါမှာဝိရိယနဲ့ပံ့ပိုးပြီးလေ့ကျင့်ပါတစ်ချက်ပါနော်ဒါတကြီးပြောစားပြောနာမရှိတဲ့အတွက်ကြားဘူးမှာမဟုတ်ဘူးလို့ထင်တယ်နော်အဲ့တော့အဲ့ဒါလေးကိုကြားဘူးပြီးတော့ကိုကနေပြီးတော့ဟာငါလေ့ကျင့်ရမှာဟေးငါမလုပ်ကောင်းဘူးလို့သိထားတဲ့အရာကိုမလုပ်ခဲနေရနေပြီးတော့မတော်တဆငါလုံးမိတယ်ဆိုရင်ထပ်ပြီးမလုပ်တဲ့စီကိုပြသွားမယ်ဒါဝိရိယပဲနော်ဟုတ်ပြီအဲ့ဒီဝိရိယနဲ့ပတ်ပိုးတာကိုသိသွားပြီနော်နောက်တစ်ခါသတိနဲ့ပတ်ပိုးပါပေါ့ဘယ်လိုသတိထားမလဲလို့ဆိုလို့ရှိရင်ကိုလိုထိုင်းနေရဆိုရင်လည်းပဲထိုင်းနေတာဟာဘယ်လိုစိတ်ဓာတ်တွေနဲ့ထိုင်းနေတယ်လဲအလိုကြီးပြီးတော့ပဲထိုင်းနေသလားအလိုနည်းပြီးတော့ပဲထိုင်းနေသလားအမျက်ကြီးပြီးတော့ပဲထိုင်းနေသလားအမျက်နည်းပြီးတော့ပဲထိုင်းနေသလားထိုင်တာမှလည်းပဲအမျိုးမျိုးတော့ထိုင်နေတာပဲလေအသက်ရှူတာမှတော့ပဲအသက်ကတော့အမြဲတမ်းရှူနေတာပဲအသက်ရှူတာမှတစ်ခါလောဘကြီးပြီးတော့အသက်ရှူနေတယ်တစ်ခါလဲလောဘနည်းပြီးတော့အသက်ရှူနေတယ်တစ်ခါဒေါသထွက်ပြီးတော့အသက်ရှူနေတယ်တစ်ခါကြောက်လဲမေတ္တာထားပြီးတော့အသက်ရှူနေတာရှိတာပေါ့နော်အဲ့ဒီအသက်ရှူတာလည်းပဲမတူဘူးဗျအဲ့ဒီလိုမျိုးလို့ကိုထိုင်တာပဲဖြစ်ဖြစ်ထတာပဲဖြစ်ဖြစ်အသက်ရှူတာပဲဖြစ်ဖြစ်ကိုလည်းလှုပ်ရှားမှုတစ်ခုလေးကိုကိုကနေပြီးတတိထားပါဒီလောဘတွေဒေါသတွေနဲ့များအသက်ရှူနေသလားလောဘတွေဒေါသတွေနဲ့အသက်ရှူနေတယ်ဆိုရင်အဲ့ဒီလောဘတွေဒေါသတွေကိုငါဖျောက်ပြမှာဖြစ်မယ်နှုတ်မို့ရင်ငါခုနကတော့တရားပြတ်တဲ့စီကိုငါရောက်သွားလိမ့်မယ်ဟုတ်ပါတော့အဲ့ဒီလောဘနဲ့ဒေါသကိုငါမွေးမထားသင့်ဘူးငါသိတဲ့နေရာမှာတည်းပဲသူ့ဖျောက်တယ်ဒီစိတ်ဓာတ်ကိုပြောက်အောင်ဖျောက်တယ်အဲ့ဒါတတိထားတာနော်ဟုတ်ပါနော်အဲ့လိုမျိုးလို့တတိထားတာဟာခုနတရားကိုပံ့ပိုးတာပဲပေါ့လားတရားကိုလေ့ကျင့်တယ်စောင့်တည်ထားတယ်စောင့်တည်ထားပြီးတော့ဝိရိယနဲ့ပံ့ပိုးတယ်အခုသတိနဲ့ပံ့ပိုးတာတခါခံစားချက်တွေဖြစ်တယ်အဲ့ခံစားချက်ဖြစ်တာကလောဘတွေနဲ့ကြီးနေသလားဒေါသတွေနဲ့ကြီးနေသလားအဲ့ခံစားချက်ကဒေါသကိုဖြစ်စေသလားလောဘကိုဖြစ်စေသလားလောဘတို့ဒေါသတို့ဖြစ်စေတယ်လို့သိလို့ရှိရင်အဲ့ဒီလောဘဒေါသကိုဒါဖျောက်ပြမယ်ဒါတော့တရားပြတ်တဲ့စီကိုရောက်ပါအဲ့လောဘဒေါသပေါ့နော်အခုတရားပြတ်တဲ့စီကိုမရောက်သေးခင်ကဒီလောဘဒေါသဖျောက်ရတာမခက်ဘူးတရားပြတ်တဲ့စီရောက်သွားရင်လောဘဒေါသဖျောက်လို့မရဘူးအဲ့လိုဖြစ်တဲ့အတွက်အခုငါရဲ့ခံစားချက်ထဲမှာလောဘဒေါသထွက်နေပြီဆိုရင်အဲ့လောဘဒေါသကဒီခံစားချက်မှာတွေမပြောင်းဖျောက်မယ်အဲ့လိုမျိုးလို့တတိထားတာဟာခုနတရားကိုပံ့ပိုးလိုက်တာပဲဟုတ်လားတရားမပြတ်အောင်အတွက်ပဲလေတော့အဲ့လိုမျိုးလဲစောင့်ပါလို့ဒီလိုမျိုးလို့ဆိုလိုတာပေါ့နော်အဲ့တော့တရားတို့ဘာဝတိလယူတယ်ဥပုသ်စောင့်တယ်လို့ဆိုတာစောင့်နေတာပြောဘာစောင့်မှကိုမသိဘူးနော်တကယ်တမ်းကတော့စောင့်နေတာဒီစောင့်နော်ဒါကိုပြတ်ဖို့စီကိုဥတည်နေတဲ့စိတ်ဓာတ်မျိုးဖြစ်နေပြီခံစားချက်မျိုးဖြစ်နေပြီဆိုရင်အဲ့ဒါကိုကနေပြီးတော့အိမ်သားတွေပဲပြောက်အောင်ဖျောက်ပါလို့ဒီလိုဆိုလိုတာပေါ့နော်ဒါလည်းအလုပ်ကြီးတစ်ခုမဟုတ်ပါဘူးအလုပ်လုပ်နေကိုယ်လုပ်စားဖို့တွေအလုပ်နေရင်းနဲ့ဒါလုပ်လို့ရတယ်နော်တမင်ချဲလည်းလုပ်လို့ရမယ်တပြည့်စီလည်းလုပ်လို့ရမယ်အလုပ်လုပ်ရင်းလည်းလုပ်လို့ရမှာပဲပေါ့နော်အဲ့လိုမျိုးလို့ကိုယ်စိတ်ကူးစိတ်သားနေစိတ်ကူးတွေလည်းထွက်တယ်ပဲပေါ့လားအဲ့ဒီစိတ်ကူးတွေထဲမှာလောဘဖြစ်တဲ့စိတ်ကူးတွေများနေပြီလားဒေါသဖြစ်တဲ့စိတ်ကူးတွေများနေပြီလားအဲ့လောဘဖြစ်တဲ့စိတ်ကူးဒေါသဖြစ်တဲ့စိတ်ကူးလွတ်ထားလိုက်ရင်ခုနတရားပြတ်တဲ့စီရောက်တော့မှာမဟုတ်လားရောက်မှာနော်အဲ့တော့အဲ့ဒီတရားပြတ်တဲ့စီရောက်မဲ့လောဘဖြစ်တဲ့စိတ်ကူးဒေါသဖြစ်တဲ့စိတ်ကူးဆိုရင်လောဘမဖြစ်တဲ့စိတ်ကူးဒေါသမဖြစ်တဲ့စိတ်ကူးရောက်ဒါဖြောက်ပြမယ်လောဘဒေါသဖြစ်တဲ့စိတ်ကူး
အဲ့လိုမျိုးလို့တော့မယ်ဗျာနော်အဲ့ဒါတရားကိုပံ့ပိုးတာဟုတ်လားဒါတတိနဲ့ပံ့ပိုးနေတာတတိထားညာလေလောဘဒေါသကိုတတိထားညာအဲ့တော့အဲ့လောဘဒေါသကိုတတိထားပြီးတော့နေရင်တွေ့တယ်ဆိုရင်ဖြောက်လောဘဒေါသကိုဖြောက်အဲ့ဖြောက်လိုက်လို့ရှိရင်ခုနကတော့လောဘဒေါသရှိမှတရားပြတ်တာရောက်လို့ရမှာဟုတ်ခုအဲ့လောဘဒေါသဖြောက်ပေးထားတယ်ဆိုလို့ရှိရင်တရားပြတ်တာကိုမရောက်တော့ဘူးလို့ဆိုတော့တတိနဲ့ခုနတရားကိုကနေပြီးတော့ပံ့ပိုးလိုက်တာနှစ်ချက်ရှိပါပြီနော်ပံ့ပိုးတာနှစ်ချက်ရှိပါပြီဝိရိယနဲ့လည်းပဲတရားကိုပံ့ပိုးတယ်တတိနဲ့လည်းတရားကိုပံ့ပိုးတယ်နောက်တစ်ချက်ကလေးကဇန်နဲ့တရားကိုပံ့ပိုးပါလို့သူပြောအောင်နော်ဇန်ဆိုတာကဝင်စားတာကိုပြောတာပါပါဠိလိုပြောလိုက်လို့ဇန်လို့ပြောတာဇန်ဆိုတာမိုးပေါ်ပြန်တာကိုဇန်ပြန်တာလို့လူတွေသိကြတယ်တကယ်တော့ဘယ်လူကြီးကမိုးပေါ်ပြန်နေမှာမလဲပေါ့နော်ဇန်ဆိုတာတကယ်တော့ဝင်စားတာကိုပြောတာပဲတကယ်သမီးတို့အချုပ်တယ်ဆိုတော့ဇန်ရှိတယ်ဝိလကားမောင်းနေဆိုတာလည်းဇန်ရှိတယ်ဘာလို့ဇန်ဆိုတာစိတ်ကူးတိုင်းဇန်ပါတယ်အဲ့တော့ခုနကတီလာကိုတရားကိုစိတ်ကူးပါဒီတရားပြည့်ရင်ဘာဖြစ်တယ်လဲခိုးတယ်ဆိုတဲ့တရားပြည့်ရင်ဘာဖြစ်တယ်လဲအဲ့လိုပဲလိန်တယ်ဆိုတဲ့တရားကိုပြည့်ရင်ဘာဖြစ်တယ်လဲတတ်တယ်ဆိုတဲ့တရားပြည့်ရင်ဘာဖြစ်တယ်လဲဒါစိတ်ဝင်စားကြည့်ရပါနော်အဲ့ဒါလည်းစိတ်ဝင်စားမှုနည်းတယ်လို့သူပြောရမှာပေါ့နော်တွေ့တော့တွေ့နေရပြီမယ်လို့လည်းစိတ်ဝင်စားအဲ့ဒါကိုမပြတ်စိတ်ဝင်စားပါပံ့ပိုးပါလို့သူလို့ဆိုတာပေါ့နော်ခုနကတရားတွေမပြတ်အောင်အတွက်နောက်ဆုံးပိတ်ပံ့ပိုးတာကဇန်နဲ့ပံ့ပိုးပါလို့သူလို့ဆိုရနော်အဲ့တော့ဝိရိယနဲ့ပံ့ပိုးပါတတိနဲ့ပံ့ပိုးပါဇန်နဲ့စိတ်ဝင်စားမှုနဲ့ပံ့ပိုးပါချက်သုံးချက်ပေါ့နော်တကယ်လို့တရားကိုခုနကကိုစောင့်အောင်တရားလေး၅ခုကိုဒီဝိရိယနဲ့ရောတတိနဲ့ရောစိတ်ဝင်စားမှုလို့ဆိုတဲ့ဇာနဲ့ရောပံ့ပိုးလိုက်ပြီဆိုရင်အဲ့ဒီတရားလေးကတက်လာလိမ့်မယ်တရားပြောမှဆိုရင်ကြီးထွားလာမှာဗျအဲ့ဒါကိုပံ့ပိုးပါနေများလာပြီလို့ဆိုလို့ရှိရင်ကိုယ့်ဟာကိုယ်မသိဘူးဘေးကလူတွေကတော့သိတယ်လို့တော့ပြောရမှာဗျနော်ဘာဖြစ်လို့လဲဆိုရင်တော့သူ့စီမှာရှိနေတဲ့တရားကိုသူ့ဘာသာသူအနေနဲ့မသိသေးတောင်လေဘေးကလူတွေကတော့သိနေတာဒီလိုတော့တရားရှိနေတယ်ဟာလို့ဆိုတော့ပေါ့နော်အဲ့လိုသိနေတာဖြစ်တဲ့အတွက်ပိုးပြီးတော့လူတွေကလည်းပဲလေးစားလာကြတာလေခင်မင်းလာကြတာလေဖြစ်လိမ့်မယ်လို့သူပြောပါတယ်နော်နောက်ဆုံးပိတ်ကျတော့ကိုယ်တိုင်ဘာသိတာလာပဲလို့ဆိုရှင်အတိတွေပေါက်လာလိမ့်မယ်ထဲထဲဒီခုနတရားလေးကိုအပင်လေးလို့စိုက်လိုက်တာပေါ့နော်တရားအပင်လေးကခုနဝိရိယနဲ့လည်းပံ့ပိုးတယ်တတိနဲ့လည်းပံ့ပိုးတယ်ဇန်နဲ့လည်းပံ့ပိုးတယ်ဆိုတော့ပံ့ပိုးတော့ဒီတရားကကြီးလာဒီတရားတစ်ပင်များကြီးလာလို့ရှိရင်တီးရမယ်အပင်ဆိုတီးတာမဟုတ်လားပွင့်ရမယ်အပင်ဆိုလည်းပွင့်တာပေါ့နော်အဲ့လိုအတီးပွင့်နေနဲ့ဖြစ်လာတယ်ဆိုတာမျိုးလိုပဲခုနတရားကိုကိုကနေပြီးတော့ဒါကိုကဝိရိယနဲ့လည်းပံ့ပိုးတယ်တတိနဲ့လည်းပံ့ပိုးတယ်ဇန်စိတ်ဝင်စားမှုနဲ့လည်းပံ့ပိုးတယ်လို့ဆိုရင်အဲ့လိုပံ့ပိုးတဲ့အတွက်အဲ့ဒီတရားကနေတော့အတီးပွင့်ထွက်လာဘာထွက်လာတော့လို့ဆိုလို့ရှိရင်အော်တရားပြည့်ရင်ဘာတွေဖြစ်တယ်လို့ဆိုတာကိုသူ့ကိုယ်ပိုင်အတိလာလိမ့်မယ်ဘယ်သူမှပြောဖို့မလိုဘူးဘယ်သူစီမှသူမေးမြန်းနေဖို့မလိုပဲနဲ့သူဟာသူတိလာလိမ့်မယ်။အော်သူဟာသူတိလာပြီဆိုရင်ဒီတရားတော့ခါတဲ့တကယ်ကိုဒါအတိတွေကိုကိုယ့်အကိုပေါက်လာစီတာပါလားလို့အဲ့ဒါပြောမစင်တော့သူတို့အချုပ်တင်တာတနည်းတရားမလား၃နှစ်လောက်တရားမလားလေ့ကျင့်ရတာတော့လေ့ကျင့်လိုက်တဲ့အခါကျတကယ်အချုပ်တက်သွားတော့တာမဟုတ်လားအဲ့လိုမျိုးလိုပဲတက်တော့လည်းပဲကိုယ့်ဟာသာကိုတိသွားတော့တာနော်ကိုယ့်ဘာသာကိုတိသွားလို့သူများပြထားတဲ့ဟာမဟုတ်တာလဲကိုယ့်ဘာသာကိုမှန်းရပြီးတော့လုံးတက်သွားပြီတော့ကိုယ့်အတိကနေပေါက်လာတော့အဲ့လိုမျိုးလိုပဲခုနတရားကိုကျင့်လိုက်တာပံဝိရိယနဲ့ပံပိုးပြီးကျင့်တယ်တတိနဲ့ပံပိုးပြီးကျင့်တယ်စိတ်ဝင်စားမှုနဲ့ပံပိုးပြီးကျင့်တယ်လို့ဆိုတဲ့အခါကျတော့သူကနေအတိထွက်လာဘိညာဉ်လို့ခေါ်တယ်သူဘိညာဉ်တရားတွေပေါက်လာအဲ့ဒီဘိညာဉ်တရားတွေပေါက်လာတဲ့အခါကျတော့သူကပြောပြစေတော့တခါလဲ
ဒီတရားဖြင့်ဘယ်လိုမှပြက်လို့မရတဲ့အဖြစ်အစီအထိမျက်စိပေါက်လာလိမ့်မယ်နားတွေလည်းပေါက်လာလိမ့်မယ်အုံနောက်တွေလည်းပေါက်လာလိမ့်မယ်အဲ့ဒီခါကျရင်တော့ဒီတရားကိုတရားဖြစ်သွားတယ်ဘယ်လိုမှပြက်တော့အဲ့ဒီနေရင်လည်းဒီတရားတော့ရှိနေပါပဲစကားပြောနေရင်လည်းဒီတရားတော့ရှိနေပါပဲဟောအဲ့ဒီခါမှာအရိယာဖြစ်သွားတာဗျာတရားဖြူစင်တာဖြစ်တဲ့အတွက်အဲ့ဒီတရားကိုဖြစ်သွားပြီလို့ဆိုရင်ကိုယ်လည်းဖြူစင်တာဖြစ်သွားတယ်မဟုတ်လားတကယ်ယူသားတဲ့လူဖြစ်သွားပြီကိုယ်ယူသားတဲ့လူလို့မှတ်ပါလို့ပြောနေဖို့မလိုဘူးဘေးကလူတွေကကွာလူကတော့ယူသားတဲ့လူလို့ဆိုတာမျိုးတကယ်ကိုအတိအမှတ်ပြုသွားပြီဟာဒါပထမဆုံးအရိယာပဲဗျာအဲ့လိုအရိယာဖြစ်သွားပြီလို့ဆိုရင်တော့နောက်အရိယာတွေကတော့သူ့ဘာသူတက်တော့ပါဗျာဟုတ်လားသူ့ဘာသာသူ့ကိုနောက်အရိယာ9ယောက်ကြာသေးတယ်ပေါ့နော်အရိယာ3ယောက်ကြာသေးတာပေါ့နော်အရိယာ4ယောက်ရှိတာဟုတ်သောတာပန်အရိယာတက္ကတာကံအရိယာအနာကံအရိယာအရဟအရိယာဆိုပြီးတော့ခုနတော့ငါးပါးသီလကိုကျင့်လိုက်တာသောတာပန်အရိယာဖြစ်တယ်ကျင့်တယ်ဆိုတော့ခုနကတော့နော်ဝိရိယနဲ့ပတ်ဖို့ရမယ်တတိနဲ့ပတ်ဖို့ရမယ်သေဝတာမှုစံနဲ့ပတ်ဖို့ရမယ်အဲ့ပတ်ဖို့လိုက်လို့ရှိရင်ခုနအတိထွက်လာကိုယ်ပိုင်ဒီထွက်လာတာဟာအရိယာဖြစ်တော့မလို့ပဲအဲ့ဒီကိုယ်ပိုင်ဒီလည်းထွက်လာပြီးသွားရောအဲ့ဒီငါးပါးသီလဟာဘယ်လိုဖြစ်တယ်လို့ဆိုတာသူသိပြီးတော့သူဖြစ်သွားပြီသူကငါးပါးသီလဖြစ်သွားပြီငါးပါးသီလအစာအုပ်တဲ့ငါးပါးသီလလည်းမဟုတ်တော့ဘူးဘုန်းကြီးပဇာတဲ့ငါးပါးသီလလည်းမဟုတ်တော့ဘူးကိုယ်ပိုင်ငါးပါးသီလဖြစ်သွားပြီကိုယ်ပိုင်ငါးပါးသီလဖြစ်တော့ငါးပါးသီလကကိုယ်ကိုယ်တည်းပြန်ဆွဲနှုတ်လို့ကိုမရတော့ဘူးဥဒ္ဒလကိုယ်တည်းကနေကာမောနာယူဆွဲနှုတ်လို့ရပါသေးတော့လားဟောသမီးကိုယ်တည်းကနေအချုပ်တတ်တာကိုနှုတ်ပြလို့ရပါမလားအဲ့လိုကိုယ်ပိုင်ငါးပါးသီလဖြစ်သွားပြီပြန်နှုတ်လို့မရတော့ဘူးကိုယ်လည်းကငါးပါးသီလဖြစ်သွားပြီနော်အဲ့ဒီခါဆိုတော့ဒါအဲ့လိုဖြစ်တဲ့သူကပထမအရိယာလို့သူပြောတော့နော်သောတာပန်အရိယာပေါ့နော်အဲ့လိုအရိယာဖြစ်သွားပြီဆိုတာဒီအရိယာဆိုတာလည်းပုံပြင်နဲ့ရှိတာပဲမို့လားဘယ်သူမှဖြစ်တာလည်းတော့မတွေ့ရဘူးလို့ပြောကြတော့နော်အဲ့တော့ဒါကိုယ်တိုင်ဖြစ်အောင်လုပ်ပါလို့ဒါဘုန်းတော်နဲ့တွေ့လို့မှာဒါမှတ်မှတ်သားသားပြောလိုက်တာပဲနော်တမီးလည်းမှတ်မှတ်သားသားထားပြီးတော့လုပ်ပါလို့နော်အဲ့လိုလုပ်ပြီးကြလားတကယ်ပဲအရိယာဖြစ်ကိုရောက်ပြီးကြလားငြိမ်းချမ်းဒုက္ခရပြီးကြလားတဘဝလုံးကောင်းမွန်သွားတဲ့အနေအထားမျိုးစီကိုရောက်နိုင်ပါစေလို့ဒါစကားပြုတယ်နော်ဒါလေးပဲဘိုးပြောလိုက်မယ်ဗျာနော်တရားတော့တူတော့အကြောင်းအရာတူပါတယ်နော်ဒါလေးပဲဝါတာနိုင်တယ်ဆိုရင်ဝါတာတယ်ဆိုတဲ့ဟာကိုပေါ်ထုတ်တဲ့အနေနဲ့ကဲတမီးတို့က3ချိန်လောက်ဒါလေးခေါ်ပြီး